လူဖြစ်တဲ့ခဏမှာဒီစပင်းညက်ဆရာကြီးနဲ့စပင်းညက်ဝါတင်ပါတယ်မတိခင်ညက်ဝါတင်တော့စပင်းညက်ဆရာများဘတ်တစ်ဖိုင်ယာဘာဘာအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတွေမှာတော်တော်လေးခေတ်စားပါတယ်စပင်းပေါ်ကိုလောင်စာစီတစ်မျိုးဖြန်းပြီးတော့မီးရှို့တာနဲ့ဘီးနဲ့ပြန်ဖြီးပြီးပုံဖော်ရပေါ့နော်ဒီလိုလုပ်တာကစပင်းနှခွဖြစ်တာတွေကိုဖိရှားပေးနိုင်တယ်လို့ဆိုချပေမဲ့ကျွန်တော်တို့အမြင်မှာတော့ကြည့်ရတာတော်တော်လေးဦးကြောင်ကြောင်နိုင်တယ်လို့ထင်ပါတယ်မိတ်ဆွေတွေရောဘယ်လိုမြင်လဲနံပါတ်1ပစိန်ပါပါရုရှားနိုင်ငံကစပင်းညက်ဆရာဒန်နီယယ်အစ်တိုမင်ကတော့ကျွန်တော်တို့ကကြီးရဲ့အစားပစိန်ကိုအသုံးပြုပြီးတော့စပင်းညက်ပါတယ်သူ့ရဲ့စပင်းညက်တဲ့ပုံကအသက်ကြီးတစ်ချက်မှားသွားတာနဲ့ကစတမာဘဝတစ်ပါးသို့ကူးပြောင်းသွားနိုင်ပါတယ်ကြည့်ရတာစပင်းညက်တာထက်ချင်းကိုတာနဲ့ပို့တူပါတယ်သူကတော့ဒီပစိန်နဲ့စပင်းညက်တာကိုအမှုပညာတစ်ခုအနေနဲ့လုပ်ပြသွားပဲဖြစ်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီစပင်းညက်တာကိုဒီမလုပ်နိုင်တဲ့အမှုပညာတစ်ခုဆိုတော့ကြောင့်လေးစားစရာကောင်းပါတယ်ခုကြည့်နေတဲ့မိတ်ဆွေရရောပစိန်နဲ့စပင်းညက်တာကိုခံကျင်လားမခံကျင်လားဆိုတာကိုကွန်မန့်မှာရေးပြီးတော့ပါအောင်နော်နံပါတ်3ဆာမူရိုင်းဘာဘာစပိန်နိုင်ငံက Alberto Omido ဆိုတဲ့စပင်းဆရာကဆာမူရိုင်းဓာတ်တွေကိုသုံးပြီးတော့စပင်းညက်ပေးပါတယ်သူကစပင်းကိုနှစ်ဖက်စလုံးညီအောင်ညှိဖို့ဆိုရင်လက်ရှိတွေကိုသုံးမှတိကျတယ်လို့ယူဆထားပါတယ်ကျွန်တော်တို့အရှိရပစိန်နဲ့စပင်းညက်တဲ့တူထက်ဆိုင်ဒီစပင်းညက်ဆရာညက်တာမစိုးဘူးလို့ပြောလို့ရပါတယ်ကျွန်တော်ပြပြသွားတဲ့စပင်းညက်ဆရာကြီးတွေကမှမိတ်ဆွေတွေရောဘယ်စပင်းညက်ဆရာနဲ့စပင်းညက်ချင်လဲဆိုတော့ကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်